What's up အားလုံးမင်္ဂလာပါကျွန်တော် The Four Eyes 2ကရာကိုပါဆိုတော့ကျွန်တော်တို့2025လေးကုန်2026လေးရောက်ပြီဆိုတော့ကျွန်တော်လည်းဂျားထဲမှာနည်းနည်းအပြင်းကြီးနေရတဲ့ဗီဒီယိုလေးတွေတိတ်ပြီးတော့မလုပ်ဖြစ်ဘူးပေါ့နော်အခုကတော့ကျွန်တော်တို့အားလုံးအများတောင်းဆိုနေကြတဲ့ကျွန်တော်ရဲ့ comment section ထဲမှာလည်းခဏခဏလာမေးနေကြတဲ့ weapon guide ပေါ့နော် weapon guide ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့အားလုံးဒီ game ထဲမှာရှိတဲ့ weapon တွေအားလုံးရဲ့ ability တွေနဲ့weapon combo တချို့ကျွန်တော်နည်းနည်းပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ကျွန်တော် Huawei Smith ထဲမှာဆိုလို့ရှိရင်အခုလက်ရှိထွက်ထားတဲ့ weapon က total 12မျိုးရှိရပေါ့နော်အဲ့12မျိုးတွေကိုမှာကျွန်တော် category အလိုက်ပြန်ခွဲရတယ် swords spears fans umbrella dual blades rope dart ဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့ကျွန်တော် sword တွေမှာဆိုလို့ရှိရင် strategic sword nameless sword ပါမယ် dual blade တွေမှာဆိုလို့ရှိရင် infinite dual blade rope dart မှာဆိုလို့ရှိရင် modern rope dart spear မှာဆိုလို့ရှိရင် heaven quicker spear nameless spear Stormbreaker Spear, Mobile Masoshin Thundergrab Blade, Umbrella Masoshin Fire Umbrella, Social Umbrella, Fan Masoshin Panacea Fan နဲ့ Ingwell Fan ဆိုရှိရပေါ့နော်။ဆိုတော့အဲ့မှာကျွန်တော်ဒီ weapon ရဲ့အပေါ်မှာ path လေးရှိရ။အဲ့ path တွေကကျတော့ဘာလဲဆိုတော့ Band Strike မှာဆိုရှင် Splendor နဲ့ Emperor ဆိုလို့ရှိရ။ Sick Bind မှာဆိုရှင် Dialogue နဲ့ Jake ဆိုလို့ရှိရ။ Bamboo Cut မှာဆိုရှင် Wind, Stone Swift မှာဆိုရှင် Might ကျွန်တော် Melee DPS weapon တွေအနေနဲ့ဆိုလို့ရှိရင် Bamboo Cut ရေ Band Strike Splendor ရေ Band Strike Emperor ဆိုပြီးရှိရ။ healing မှာဆိုလို့ရှိရင် sick ဘိုင်းမှာ deal ရှိမယ် tank မှာဆိုလို့ရှိရင် stone split mic ဆိုတာရှိမယ် range DPS မှာဆိုလို့ရှိရင်တော့ sit ဘိုင်း chick ဆိုတာရှိမှာပဲဖြစ်ပါတယ်ပထမဆုံး nameless sword ကကျတော့ကျွန်တော် beginner တွေအရင်ဆုံးစကန်ရတဲ့ဓာတ်ထဲမှာပါတယ်သူကကျတော့သူ့ရဲ့ first skill ကကျတော့ပထမဓာတ်နဲ့အရှိကိုပြစ်လိုက်မယ်ပြီးရင်သူကအဲ့ဓာတ်စီကိုနောက်ထပ်အဲ့လို teleport သွားတယ်ပေါ့ဒုတိယ skill ကကျတော့သူကဓာတ်နဲ့ short wave အရှိကြီးကိုလွှတ်လိုက်တယ်အဲ့ဒါမှကျွန်တော်2စက္ကန့်အတွင်းမှာဆက်နေမယ်ဆိုလို့ရှိရင်သူကအရှိကိုတလှမ်းထပ်တိုးပြီးတော့ဓာတ်နဲ့ထပ်ခုတ်တယ်ပြီးရင်သူ့ရဲ့ charge skill ကကြတော့သူကဓာတ်ကိုအားစုပြီးတော့ wave အကြီးလွှတ်လိုက်တာပေါ့နော်ဒီ nameless sword မှာသူ့ရဲ့အတက်ကအဲ့ဒီ wave ပေါ့ဒီ wave နဲ့ပဲလူတော်တော်များများ away range ကနေပြီးတော့လှမ်းပြီးပြစ်ကြရများတယ်သူ့ damage ကလည်းတော်တော်ကြီးရဲမှာပါတယ်နောက်ကကျတော့ strategic sword strategic sword ကကျတော့ nameless sword နဲ့မတူတာဘာလဲဆိုတော့ flexible ပိုဖြစ်တယ်ပိုမြန်တယ် mobility ပိုရှိရယ် close range ကပိုကောင်းတယ်ပြီးတော့ bleed weapon ကျွန်တော် nameless sword နဲ့ကျွန်တော် strategic sword နဲ့နှစ်ခုပြီးမှဆိုလို့ရှိရင်ကျွန်တော် strategic sword ပဲယူမယ်ဘာလဲဆိုတော့သူက spell 1ကကျတော့ဓာတ်ကုန်ဖို့ပဲဒါပေမဲ့ဒီဓာတ်ကုန်မှာကျတော့ပိုမြန်တယ်ပထမတစ်ချက်သုံးပါကနေဒုတိယတစ်ချက်ထပ်နိုင်မယ်ဆိုလို့ရှိရင်ဓာတ်ကုန်ဖို့အများကြီးစတိုက်ကျွေးရပေါ့နော်သူကတကယ်ဝူရှာတရုတ်ဓာတ်တိုင်းကားတွေရတယ်မျိုးဓာတ်ကိုလှလှပပအမြန်ခုတ်တာပေါ့နော် spell 2ကကျတော့ကျွန်တော်သူကလေးပေါ်မှာဓာတ်ခုတ်ချက်တွေဖြစ်အောင်လုပ်ပြီးတော့အဲ့ဒီဓာတ်ခုတ်ချက်တွေကကျွန်တော်အဲ့လို damage ပေးရပါအဲ့ဒါအဲ့ spell သုံးရမယ်ဆိုရှင်သူက bleed effect ကိုပေးတယ်ဒီ bleed effect ကကျတော့ player ကို damage over time ပေးရပါတော့ဒီ bleed effect ဝင်နေတဲ့ရွေးကိုကောင်ကသူ့ရဲ့ရော့နေမယ်ပေါ့ပြီးရင်သူ့ရဲ့ charge attack ကကျတော့ spell 2ပုံစံမှာတော့ mobility နဲ့သွားတာကိုချိန်ထားရဲ့ဘက်ကို charge attack သုံးလိုက်မယ်ဆိုလို့ရှိရင်ကိုကအဲ့တနေရာကိုတနေရာ invisible ဖြစ်ပြီးတော့ဟိုဘက်ကနေပြီးတော့ဒီဘက်မှာပျောက်သွားပြီးဟိုမှာပြန်ပေါ်လာမယ်အဲ့ကိုပေါ်လာတဲ့ဂျားကြီးထဲမှာအဲ့ spell 2ကလည်းမျိုးပဲဓာတ်ခုတ်ချက်တွေပေါ်လာပြီးတော့အဲ့ရထကွဲသွားမယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီဟာကလည်းကျွန်တော်ရှေ့က spell 2နဲ့တူပဲ bleed effect ကိုပေးတယ်အဲ့တော့နည်းနည်း iron နောက်ဆရာကောင်းတဲ့ weapon တွေမှာပါတယ်ဒီသူ charge attack သုံးလိုက်တဲ့အချိန်ကိုပျောက်သွားတဲ့အချိန်တွေမှာလည်းသူ့ AOE effect CC effect တခုမှမထိဘူးအဲ့တော့သဘောတော့ကြားဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ PVP ချနေနေဒီ strategic sword user တွေနဲ့တွေ့တဲ့အချိန်မှာကျွန်တော်သူအရန်နေနေပြီသူအရန်နေနေတဲ့ဟာကိုကျွန်တော်အောက်မှာ bleed effect ဝင်နေအောင်ကျွန်တော်မကြည့်မိတဲ့အတွက်ကြောင့်မို့ကျွန်တော် distance တစ်ခုယူပြီးတော့ကျွန်တော်ခွာပြီးပြီးနေတဲ့အချိန်တွေမှာကျွန်တော်အဲ့ bleed effect ကကျွန်တော်သွေးထိုင်ရှော့နေပြီးတော့ကျွန်တော်ပလိန်ကောက်တည်သွားတယ်အဲ့ bleed effect ကြောင့်အဲ့လိုမျိုးနေကြောင်ပြောက်တတ်တယ်ပေါ့နော်ဒီဓာတ်ကိုသုံးရတာကျတော့ကျွန်တော်ဘာလို့သတိရလဲဆိုတော့ကျွန်တော် Devil May Cry software လို့ဆိုလို့ရှိရင်ကျွန်တော် Virgin နဲ့ Dante နဲ့ fight တဲ့ scene တွေကအဲ့ Virgin ရဲ့ move ပေါ့နော်ကျွန်တော်လေးပေါ်မှာဓာတ်ခုချက်တွေအများကြီးပေါ်လာပြီဒီကောင်ဓာတ်သိမ့်လိုက်တဲ့အချိန်မှာအဲ့ဓာတ်ခုချက်တွေကောင်ထားပေါက်သွားတာအဲ့လိုပုံစံမျိုးကျွန်တော်တော်တော်ကြီးအဲ့လို remind ဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့တော့ကျွန်တော် strategy sword ကိုလည်းတော်တော်ကြိုက်တဲ့နေရာမှာပါပါတယ် You shall dieနောက်ထပ် spear တွေမှာကျတော့ကျွန်တော် nameless spear ကိုတောင်း nameless spear ကကျတော့သူက first spell က stun ပေးတယ် endurance ကိုတင်ပေးတယ်ဒါပဲအဲ့လောက်ကြီး
ဘာမှထူးခြားဟာမပါဘူး spell 2ကကျတော့အရှိကိုစောင့်တိုးလိုက်တယ်ဒီဒါဒီလှန်ကြီးနဲ့အရှိကိုစောင့်ထိုးလိုက်တယ်ပြီးတော့ damage ထွက်သွားတယ်ဘာမှမရှိဘူးသူ့မှာကောင်းတာကဘာလဲဆိုတော့ charge attack ကကျတော့ဒီလှန်ကိုကျွန်တော်ဘေးတစ်လျှောက်လုံးအဲ့လိုလှည့်နေရပါလှည့်နေတဲ့အချိန်တွေမှာဘာဖြစ်လဲဆိုတော့သူ့ range attack တွေပေးလို့မရအောင်များလည်းပြလို့မရဘူးအဝေးကနေလေးနဲ့ပြလို့မရဘူး magic spell တွေနဲ့လှမ်းလို့မရဘူးဒီကောင်ဒါတွေအကုန်လုံး reflect လုပ်ပြီးရပါတော့ဒီဟာတော့ပဲစိတ်ဝင်စားရရှိတာပထမဆုံးစရတဲ့ beginner weapon ဆိုတော့ဘာမှတမူထူးခြားပြီးတော့ကောင်းနေတဲ့ဟာကြီးတွေမှာတော့ပါမနေဘူးနောက်ထပ်က Stormbreaker Spear ကကျတော့ဒီမှာနည်းနည်းစပြီးတော့စိတ်ဝင်စားစရာကောင်းတာလေးပါလာပြီသူရဲ့ spell 1ကကျတော့လှန်ကိုခါလိုက်ပြီးတော့သူက range တစ်ခုပေါ့ဒီ area တစ်ခုထဲမှာရှိတဲ့ enemy အကုန်လုံးကို turning effect ပေးလိုက်မယ် turning effect ကကျတော့ mobile ရဆုပ်ရပြီးဆိုတီကောင်းတီးလိုက်မယ်သူကကိုနားမှာရှိတဲ့ enemy အကုန်လုံးကိုကိုပဲချကြအောင်သူကလုပ်လိုက်တဲ့သဘောမျိုးပေါ့နော်ပြီးရင်ကိုကအဲ့ဒီ range အတွင်းမှာရှိနေတဲ့ enemy အကုန်လုံးကိုက shock effect ကိုပေးလိုက်ပြီးတော့ဝင်လာသမျှ damage တွေအကုန်လုံး 20% short ပေးမယ်ပေါ့ spell 2ကကြတော့ကျွန်တော်တို့အရှိကိုခုံပြီးတော့ဒီလှန်နဲ့ရိုက်ချတာအဲ့လိုရိုက်ချလိုက်တဲ့အချိန်တွေမှာ play ဟိုဘက်က player ဖြစ်ဖြစ်ဒီ monster overall monster ဖြစ်ဖြစ်တကောင်ကောင်ကအဲ့လို knock down effect ရသွားမယ်ပေါ့အောက်ကိုပြုတ်ကျသွားမယ်လဲသွားမယ်ပေါ့နော် attack ကကြတော့သူကရှေ့ကိုတောက်လျှောက်အဲ့လိုတွန်းထုတ်ပြီးတော့ drum beat effect ကိုပေးရပေါ့ drum beat effect ကကြတော့ကိုယ်အဲ့လို 15% or like 20% အလောက်အထိသူက damage ကိုတိုးပေးရပေါ့နော်နောက်ထပ် spear ကကြတော့ heaven quicker spear ကကြတော့ဘာလဲဆိုတော့ကျွန်တော် game start ဆော့ခြင်းမှာ middle ထဲမှာကြာလာတဲ့ spear ပေါ့သူကကြတော့ AoE weapon spell 1ကကြတော့အဲ့လိုနိုင်လက်တံ spell 1ကို spell 2ကိုကဒီနိုင်လက်တံဖြောင်းမြန်ပုံစံလှည့်တာပေါ့လှည့်တဲ့အချိန်မှာသူကကိုနားမှာရှိတဲ့ enemy များရင်များသလိုမျိုးထိချက်များရင်များသလိုကိုယ့်ရဲ့ဘေးမှာလှမ်းပုံစံဟာလေးပေါ်လာပြီးတော့1 2 3 4ဆိုပြီးတော့ counting လုပ်ပြီးရအဲ့ဒါကကြတော့သူကများရင်များသလိုကို့မှာstage လေးပွင့်တယ်ဘာလို့ဆိုတော့ water drop stream water river flow ဆိုပြီးတော့ရှိတယ် water drop ကကြတော့ 10% damage boost ပေးရယ် stream water ကကြတော့ 15% damage boost ပေးရယ် river flow ကကြတော့ 20% damage boost ကိုပေးရယ်သူကကြတော့ AoE weapon ဖြစ်တဲ့အလျားကိုကျွန်တော် enemy အများကြီးနဲ့ချရတဲ့အချိန်မှာဆိုရှင်အရင်အသုံးဝင်တဲ့ weapon တွေမှာပါတယ် DPS weapon ဖြစ်ပါတယ်ဒီလန်နေကြောင်းပြောရည်ဆိုလို့ရှိရင်တို့နဲ့တူတွဲပါလာတာဘာလဲဆိုတော့ Thundercry Blade ပေါ့ Thundercry Blade ကဘာလဲဆိုတော့ကျွန်တော်ဒါကိုကြည့်နေနေကျွန်တော်ငယ်ငယ်တော့တရုတ်ဓာတ်ခုတ်တဲ့ game တွေကလူဘူးကိုင်းတဲ့ weapon ကိုကျွန်တော်သတိရတယ်ပေါ့နော်ဘာလဲဆိုတော့ဒီဓာတ်ဟိုမှာဒုတ်အရှိကြီးနဲ့တွေးထားတဲ့ပုံစံမျိုးပေါ့အဲ့တော့သူကကျတော့ attack speed ရမ်းနှေးပါတယ်ဒါပေမဲ့ထိရာတွေကအရန်နစ်တယ်ပေါ့နော်ထူးခြားတာဘာလဲဆိုတော့သူက light ရော heavy attack ရောသူက charge attack လုပ်လို့ရတယ်ဒီဓာတ်ကြီးကိုပြေးပြီးတော့ဟိုဆွဲပြီးတော့အဲ့လို light ခုတ်တာပေါ့နော်သူ့ရဲ့ light attack ရဲ့ charge skill ကကြောင့်ဘာလဲဆိုတော့သူက AoE damage ကိုပေးမယ်သူက enemy ကိုထိရတာလွယ်တယ် damage ကတော့နည်းတယ်ဒါပေမဲ့ heavy ကိုမှကျွန်တော် charge attack သုံးမယ်ဆိုလို့ရှိရင်ကြတော့သူကဓာတ်ကိုနည်းနည်းမြင့်မြင့်မြှောက်လိုက်ပြီးတော့သူက enemy ကို take down လုပ်တဲ့ပုံစံမျိုးပေါ့နော်သူက single target ပြောင်းသွားတယ်ထိရတာအရန်ခတ်တယ်ဒါပေမဲ့ထိသွားပြီဆိုလို့ရှိရင်လည်း damage ကိုအချီကြီးပေးရပေါ့နော် spell 1ကကြတော့ normal ပုံစံမျိုးပဲပေါ့သူက shield တက်မယ်spell 2ကကျတော့သူဖုံဆုပ်တယ်ဖုံဆုပ်တဲ့ဟာကကျတော့သူကကိုယ့်နားမှာရှိရဲ့ area တစ်ခုနားမှာရှိရဲ့ player ဖြစ်ဖြစ်monster တွေဖြစ်ဖြစ်အကုန်လုံးသူကကိုယ့်ရဲ့ဒီ range တွေကိုရောက်လာအောင်ကိုယ့်နဲ့အနီးဆုံးရောက်လာအောင်သူကဖုံဆုပ်လိုက်တယ်အဲ့ချိန်မှာဆိုလို့ရှိရင်သူက stand နေတဲ့အတွက်ကြောင့်မလို့ကိုယ့်လည်းဘာမှပြန်လုပ်လို့မရအောင်ဖုံဆုပ်တဲ့ဟာပါပါတယ်သူကကျတော့ heaven quicker နဲ့တွဲရလဲကောင်းတယ် stormbreaker နဲ့တွဲရလဲကောင်းတယ်ပထမဆုံး heaven quicker နဲ့ကကြတော့ဘာလို့ heaven quicker တည့်တဲ့အတိုင်းပဲကျွန်တော်ပြောထားတဲ့အတိုင်းပဲ AoE weapon ပေးတယ် AoE damage ပေးတဲ့ weapon ဖြစ်တယ်အဲ့တော့ကြောင့်မလို့ဒီဖုံဆုပ်တဲ့အကွက်နဲ့တွဲဆုံးမယ်ဆိုလို့ရှိရင်ဒီကောင်ဖုံဆုပ်ပြီးတော့အနားမှာ enemy တွေအများကြီးဆုလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ heaven quicker နဲ့ပတ်ရမ်းနေမယ်ဆိုလို့ရှိရင်သူ့ရဲ့river flow stage ကိုတန်းရောက်သွားပြီးတော့ damage ကိုဒီထွက်နိုင်မြ damage တွေမှာ peak damage ကိုရောက်သွားအောင်လို့သူကပေးနိုင်ပါတယ်နောက်ကကျတော့ကျွန်တော် stormbreaker နဲ့တွဲသုံးမယ်ဆိုရှင် stormbreaker ရဲ့ charge attack ဖြစ်တဲ့ကျွန်တော်လှမ်းအောင်အရှိကိုတောက်လျှောက်တိုးတဲ့ဟာနဲ့သုံးနေတဲ့အချိန်မှာ drum beat effect ရလာလို့ရှိရင်ချက်ချင်း moblade ကိုပြောင်းလိုက်ပြီးတော့ moblade ရဲ့ပထမဆုံး skill ကိုကြည့်လိုက်လို့ရှိရင်သူကအနီရောင်လေးဖြစ်နေပြီးတော့သူက empower လုပ်ပေးရတယ်ပေါ့နော်အဲ့ empower လုပ်ပေးရတဲ့ effect လေးကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က damage ကို 30% ထိတိုးပြီးရမယ်အဲ့တော့ကြောင့်မလို့ moblade နဲ့လှမ်းနေရအရန်သုံးလို့ကောင်းပါတယ်နောက်တစ်ခုကကျတော့ fan တွေဘက်သွားမယ် fan တွေမှာကျတော့ Panacea fan ရှိမယ် Panacea fan ကျတော့လုံးဝ beginner friendly fan ပေါ့ဒီ fan ကဘာသုံးဝင်လဲဆိုရင်တော့ကျွန်တော်တို့ကတော့ဘာမှသုံးဝင်ဘူးပေါ့နော်
သူက sport weapon ဖြစ်တယ် spell 1ကကျတော့ AoE healing လုပ်ပေးတယ် spell 2ကကျတော့ကို heal လုပ်ထားရင် heal လုပ်မလုပ်ထားလို့ရှိရင်ကို teammate တွေကကိုတတ်မှတ်ထားတဲ့ကောင်တစ်ကောင်ကို healing လှမ်းလုပ်ပေးတယ် party နဲ့ဆော့လို့ရှိရင် revive ပေးတယ်ဒါပဲဘာမှကြီးသုံးစားလို့ရနေတယ် weapon ထဲမှာတော့မပါဘူးကြိုက်တဲ့လူတွေကတော့ကြိုက်လိုက်မယ်မကြိုက်တဲ့လူတွေကလုံးဝမကြိုက်ဘူးနောက်ကကျတော့ in weapon ကကျတော့ 60 fan ထဲမှာပါတယ် light attack heavy attack နှစ်ခုလုံး charge လုပ်လို့ရတယ် light attack ကပြစ်မယ် light attack charge ကကျတော့ laser နှမောင်းနေထုတ်မယ် laser နှမောင်းမိသွားတဲ့ကောင်က၄ဘုံမှာ air bomb ကို2စက္ကန့်လောက်ခံသွားရမယ် heavy ကကျတော့တာမန် heavy ကခုတ်မယ် heavy charge ကကျတော့ကျွန်တော်တို့ combo နဲ့ခုတ်မယ်သူ့ရဲ့ spell 1ကကျတော့အနောက်ကိုတလန်းဆုပ်ပြီးတော့လေနေရန်ကြီးကာလိုက်မယ်ဒီမှာပြောစရာရှိတာအဲ့လေနေရန်ကကျွန်တော်တို့ close range PVP player တော့ကစောက်ရမ်းကြီးမုံမှုကောင်းတဲ့ဟာကြီးတစ်ခုလိုဖြစ်နေရပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် PVP ဆော့လို့ရှိရင်မတွေ့ကြဆုံးကောင်တွေကဒီထီးသုံးတဲ့ကောင်နဲ့ fan သုံးတဲ့ကောင်တွေကိုကျွန်တော်လုံးဝမတွေ့ပါဘူးလို့ဆူတောင်းတယ်ဘာလို့ဆိုတော့အဲ့ကောင်တွေကစောက်ရမ်းကြီးရွှန်စရာကောင်းလောက်အောင် combo တွေကကျန်းနေပေါ့နော် spell 1ကကျတော့ဒီလေနေရင်းနဲ့ခုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကအဲ့ဟိုဘက် fan သုံးနေတဲ့ကောင်ကကိုအဲ့လေနေရင်းနဲ့ကားမယ်ဆိုလို့ရှိရင် cloud step သုံးလို့ရှိရင်လည်း cloud step ကမရောက်ဘူးကျွန်တော်လှမ်းပြီးတော့ close range ယူဖို့ဒီရွေးတဲ့ဟာနဲ့လှမ်းပြီးလုပ်မယ်ဆိုလို့ရှိရင်လည်းဒီကောင်းစီကိုအဲ့လေနေရင်းနဲ့ရောက်သွားလို့ရှိရင်ကျွန်တော်ရက်သွားအောင်အဲ့တော့ကျွန်တော်အရန်မုန်းပါတယ် spell 2ကကျတော့အရှိကိုပြေးပြီးတော့ air bomb တင်လိုက်မယ်နောက်ကထပ်နေမယ်ဆိုလို့ရှိရင်အနောက်ကသူခြံခဲ့တဲ့ဒီသူ့ရဲ့ reflection လေးကိုချက်ချင်းတက်လက်ပို့သွားမယ်ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ cloud ရဲ့ bottom mirror image နဲ့တူတယ်ပေါ့နော်နောက်ကကျတော့ကျွန်တော်တို့ social umbrella ကလည်းသူက healing weapon တွေမှာပါတယ်ပေါ့နော်သူကကျွန်တော်တို့ဆိုလို့ရှိရင်တော့ fantasy နဲ့တွဲသုံးတာကိုမြင်ဘူးတယ် light attack ကတော့တာမန်ပဲရိုးရိုးပစ်မယ် heavy attack ကကျတော့ kagura လိုမျိုးထီးကိုလှည့်ပြီးတော့ကျွန်တော်တို့ exhaustion ဖြစ်နေတဲ့ enemy အဲ့လိုလဲနေတဲ့ enemy တွေကိုသူတို့ exhaustion stage ကိုပို့ပြီးတော့ကြာအောင်ဆွဲဆန့်ပေးနာတိုင်းနေပေါ့နော် spell 1ကကျတော့ damage boost ပဲ spell 2ကကျတော့ထီးကိုကိုယ့်ရဲ့ဘေးနားမှာထားပြီးတော့ healing လုပ်ပေးရပေါ့နော်သူကဘေးမှာအဲ့ထီးကလဲနေပြီးတော့ကိုယ်တောက်လျှောက်ထိုင်ဟီးပေးရပေါ့ဒါပေမဲ့ကျွန်တော်တို့လိုမျိုး player တော့ကကျတော့ကျွန်တော်ဘာတိုင်ပတ်တက်လဲဆိုတော့ကျွန်တော်အဲ့ထီးကိုသိမ်းဖို့မေ့တယ်ဘာလို့လဲဆိုတော့ထီးကဒီတိုင်းကြီးပဲလေဝကြီးပြန်နေပြီးတော့ကျွန်တော် weapon တွေပြောင်းပြီးသုံးတဲ့အချိန်မှာဒီထီးကိုကျွန်တော်ပြန်ယူဖို့မေ့သွားပြီးတော့ထီးပြန်သုံးပြီးတော့ကျွန်တော်ချမယ်ဆိုလို့ရှိရင်ထီးကလေးပုံမှာပြန်ကိုယ်စီလည်းမရောက်ဘူးဟိုမရောက်ဒီမရောက်နဲ့ကြောင်ပြောင်းနေတတ်တော့ကျွန်တော် healing လုပ်ရတဲ့ဟာမှာကျွန်တော်တို့အဲ့လို weapon တွေရှောက်ပြောင်းသုံးနေတဲ့လူတွေတော့ကကျတော့ဒီ fan ကနည်းနည်းလေးဒီ umbrella ကနည်းနည်းလေးအဲ့လိုကြောင်ပြောက်တဲ့မှာပါတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ Varna umbrella ကတော့ဒီ World War 3 game နဲ့မှာ combo တွေအများဆုံး weapon လို့ပြောလို့ရတယ်ပေါ့နော်သူက light attack ကကျတော့တူတူပဲကျွန်တော်ပုံမှန်ထီးရပြနေတယ်လို့လိပ်ပြလေးနဲ့ပြစ်မယ်ဒါပေမဲ့ light attack ကို charge ပြီးသုံးလိုက်မယ်ဆိုလို့ရှိရင်တော့ကိုကလေရဲရောက်သွားပြီးတော့ဒီ cold screen လေက target လုပ်တဲ့ဒီအဆက်လေးချိန်တဲ့နေရာကိုသူကတောက်လျှောက် blossom လို့ခေါ်တဲ့ကျွန်တော်ဆိုလို့ရှိရင်ဓာတ်တို့လေးလို့ခေါ်တာပေါ့နော်အဲ့ဒါလေးနဲ့သူကတောက်လျှောက်ဒီထီးရကနေပြီးလှည့်ပြီးပြစ်နေပဲ heavy attack ကကြတော့ကျွန်တော်တို့ထီးရအဲ့လိုကိုနားမှာ360ထိုင်လဲပြီးတော့လှလှပပချလို့ရတယ်ပေါ့နော် heavy attack ကို charge လိုက်မယ်ဆိုလို့ရှိရင်တော့သူကအဲ့လိုခုံလိုက်တဲ့အချိန်မှာကိုအနားမှာရှိနေတဲ့ enemy အကုန်လုံး damage တစ်ခုပေးပြီးတော့ကိုကလေးပေါ်မှာအကြာကြီးပြန်သွားမယ်အဲ့ပြန်သွားသွားလို့ဆိုလို့ရှိရင်အောက်ကျရမယ်လို့ရှိရင်ထီးရအဝေးကြီးကို360ထိလဲပြီးတော့ AoE damage အကြီးပေးပြီးတော့မှကျွန်တော်တို့စီထီးပြန်ရောက်လာမယ်ပြီးတော့ကျွန်တော်တို့ spell 1ကကြတော့ stun နဲ့ဟာကိုပေးလိုက်မယ်ပြီးရင်သူ့မှာ secret combo ကကြောက်ပါလဲဆိုတော့ heavy light ဒါမှမဟုတ် heavy light သုံးလိုက်မှာဆိုလို့ရှိရင်အရှိကိုစောင့်ပြီးတော့ဒီထီးနဲ့အဲ့လိုလှည့်လိုက်တဲ့combo တစ်ခုရရပါတော့ကျွန်တော်အရန်မုန်းတာကကျတော့ဒီထီးကိုအရန်မုန်းပါတယ်ဒီထီးနဲ့ခုနကတော့ကျွန်တော်ပြောတဲ့လေးနေရန်နေကားတဲ့ fan ကိုကျွန်တော်အရန်မုန်းပါတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေက PVP မှာဆိုလို့ရှိရင်တော်တော်ကြီးအာယုံလောက်ဆရာကောင်းတဲ့ကောင်တွေမှာပါတယ်သူဖြင့်ကျွန်တော်တို့လိုမျိုး Infinite Template နဲ့ Modern Router user တွေအတွက်ကကျတော့ဒီကောင်ကြီးတွေလေးပုံမှာပြန်နေပြီးတော့ကျွန်တော်တို့အနားကပ်လို့မရအောင်ထိုင်လှည့်နေရကြီးကအရင်ကြီးအာယုံနောက်ဆရာကောင်းလို့နေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကိုကအနားလေးကပ်မရအနားကပ်ပြီဆိုလို့ရှိရင်လည်းကောက်ပြီးတော့ stand လိုက်ရတာနဲ့ stand ကိုကောက်ဖြီလိုက်ပြီဆိုလို့ရှိရင်လည်းဒီကောင်လေးမှာနောက်ထပ် stand တစ်ခုကဘယ်လိုကနေဘယ်လိုရလာမှန်းမသိဘဲနဲ့ကောက် stand လိုက်ရတာနဲ့ air one ပေးရတာနဲ့အနားကပ်ဖို့လုပ်ပြီဆိုလို့ရှိရင်လေးပေါ်ကောက်ပြန်ပြီးတော့ကျွန်တော်တို့အဲ့ထီးရအချောင်းနေနဲ့လိုက်ပြရတာနဲ့ကျွန်တော်တော်တော်ကြီးစိတ်ပြတ်တဲ့ weapon တွေမှာပါပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် Modern Router နဲ့ Infinite Template ကိုကျတော့ကျွန်တော်တက် guide video တစ်ခုလုံးလုပ်ပေးရပြီးတော့ deep down ရှင်းပြရမှာမလို့ကျွန်တော်အရင်ကြီးတော့မပြောတော့ဘူး Modern Router ကပထမ skill ကဘာလဲဆိုတော့အနားမှာရှိတဲ့ enemy ကိုစီကိုဆွဲရင်ဆွဲလိုက်မယ် boss ဆိုလို့ရှိရင်ကိုက enemy စီကိုအဲ့ကိုကအဲ့ boss စီကိုခုံသွားမယ်ပြီးရင်နောက်ထပ်တစ်ခါ
အဲ့ spell ကို20စက္ကန့်ထဲမှာဆက်နေမယ်ဆိုလို့ရှိရင်ကိုက knockdown effect နဲ့ဒီ enemy ကိုကြမ်းမြင့်မို့လဲအောင်လုပ်လို့ရတယ် spell 2ကကျတော့ rodent light attack သုံးနေသမျှအားလုံးကျွန်တော်မြေကြီးကနေပြီးတော့ကြွက်လေးထွက်လာပြီးတော့လိုက်ပြီးတော့ခုံပြီးတော့လိုက်တိုက်မယ်ပေါ့နော်နောက်ကကျတော့ infinite twin blade ကကျတော့ deep down ရှင်းပြပေးရတယ်အရန်ကောင်းတဲ့ weapon ကျွန်တော် adult mind ဒီဓာတ်နှချောင်းကိုစုပြီးတော့လှည့်တယ်နောက်ထပ် skill ကကျတော့ဓာတ်ကိုကျွန်တော်လေထဲမှာအဝိုင်းပုံစံလှည့်လိုက်ပြီးတော့အဲ့ဒါကိုထပ်သုံးမယ်ဆိုလို့ရှိရင် slash နှစ်ချက်ကျွေးမယ်ဒီ weapon ကကျတော့ကျွန်တော်အရန်ကြိုက်တဲ့ထဲမှာပါတယ် PVP မှာလည်းအရန်အသုံးများတယ်ဘာလို့ကြိုက်လဲဆိုတော့ကျွန်တော်ကဒီသူ့ရဲ့ hate hand နဲ့ချရတဲ့ပုံစံပေါ့နော် like assassin တကောင်လိုမျိုးလှုပ်ရှားတဲ့ဟာမျိုးတွေကျွန်တော်သဘောအရန်ကြတယ် mobility အရန်များတယ်ပြီးတော့သူ့ရဲ့ combo တွေကတောက်လျှောက် stand အောင်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ infinite twin blade ရဲ့ skin 3ခုထဲမှာကျွန်တော်2ခုရအောင်ဝေရတယ်ပြီးတော့ကျွန်တော်သူ့ရဲ့ KSE effect ကိုကျွန်တော်စောင်းရင်သဘောကျနေဖြစ်တဲ့ကြောင့်မလို့အဲ့ဒါကိုကျွန်တော်ရအောင်ယူမယ်လို့စဉ်းစားထားရပေါ့နော်ကံကောင်းရင်ပေါ့အဲ့တော့ဒီ weapon တွေအကုန်လုံးလည်းကျွန်တော် cover လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ပြောချင်တာကတော့ weapon combo ပေါ့နော်အဲ့တော့ကျွန်တော် weapon combo မှာဆိုရှင်တော့ဘာလဲဆိုတော့ healing matter starter DPS damage over time DPS matter tank aggression DPS distance ဆိုပြီးရှိတယ်ပထမဦးဆုံးကျွန်တော် healing matter မှာဆိုလို့ရှိရင်တော့ Panacea fan နဲ့ social umbrella ဆိုပြီးရှိမယ်ဒီနှစ်ခုကကျွန်တော်သိတဲ့အတိုင်းပဲကို healing လုပ်တဲ့ဟာတွေအရန်ပါရတဲ့ကြောင့်ဆိုလို့ကျွန်တော် PVE မှာတော့အရန်ကောင်းတယ်ကျွန်တော်စမ်းကြည့်ရတော့ဆိုလို့ရှိရင်ဒီ outpost တွေပါ clear တဲ့အချိန်မှာကျွန်တော် enemy ခုနကောင်လောက်ဝိုင်းပြီးတော့ဓာတ်ရည်နဲ့ခုတ်နေအောင်မှကျွန်တော်ကောင်ကြီးကသူ့ရရှော့သွားလိုက်အဲ့ရှော့သွားတဲ့နေရာမှာချက်ချင်းသူ့ရပြန်တက်လာတယ်အဲ့လိုမျိုးဆိုတော့သုံးတော့အရန်ကောင်းနေမှာပါတယ် main clip တော်တော်များများသုံးကြမယ်လို့ကျွန်တော်ထင်ပါတယ်သူ့တော့ကျွန်တော် PVE မှာ S tier ပေးပြီးတော့ PVP မှာကျတော့ B tier ပဲပေးချင်တယ်ဘာလို့ဆိုတော့ PVP မှာကိုပဲဟီးပြီးတော့သူများကို damage မပေးနိုင်ဘာလို့မှလဲသိရမလားအဲ့တော့ PVP မှာ B tier ပေးချင်ပါတယ်နောက်ခုကကြတော့ starter DPS ကကြတော့ nameless sword နဲ့ nameless spear နှစ်ခုလုံးတွဲသုံးတာဖြစ်ပါတယ်သိရတဲ့အတိုင်းပဲဒီကောင်တွေကဘာမှအရင်ကြီးအသုံးဝင်နေတဲ့မှာပါမနေဘူးချတဲ့ combo တွေဘာတွေကလည်းအဲ့လောက်ကြီးအခြေဆက်မိမနေပဲနဲ့အရင် simple ဖြစ်တဲ့ skill တွေနဲ့ကြတော့ကျွန်တော်သိကြိုက်တယ်မှာတော့မပါဘူးပေါ့နော်အဲ့တော့ PVP PVE နှစ်ခုလုံးမှာကျွန်တော် A tier ပဲပေးချင်ပါတယ်နောက်ခုကကြတော့လူတော်များအသုံးများကြရလို့ထင်တဲ့ DPS ကိုမှ damage over time build အဲ့ဒါတော့ strategic sword နဲ့ heaven quicker spear သူကကြတော့တည့်တဲ့အတိုင်းပဲ strategic sword ရဲ့ကျွန်တော်တို့ DOT bleeding effect တွေပေးမယ်ပြီးရင် heaven quicker spear နဲ့ကျွန်တော် AOE area တွေလိုက်လှည့်မယ်ဆိုတော့သူက PVP မှာလည်းအသုံးဝင်တယ် PVE မှာလည်းတော်တော်ကြီးကောင်းနေမှာပါပါတယ်ကျွန်တော်ပေးချင်တာကတော့သူ့ကို PVP မှာ PVE မှာနှစ်ခုလုံးကျွန်တော် A tier ပေးချင်ပါတယ်နောက်ကကျတော့ကျွန်တော် DPS matter ကကျတော့ကျွန်တော်ကိုယ်တိုင်လည်း guide တင်ပေးပြီးသားဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအရန်ကြိုက်တယ် CM မှာထွက်လာတာတနေ့ပြည့်တော့မဲ့အချိန်အတွင်းမှာအရန်လူတွေအခုထိအသုံးများနေအောင်ဖြစ်တဲ့ Infernal Twin Blade နဲ့ Rogue Drop ပေါ့နော်ဆိုတော့တည့်တဲ့အတိုင်းပဲ combo တွေတတိကျွေးမယ် damage တွေအချင်းချင်းဒီ weapon နှစ်ခုအချင်းချင်းက complement ဖြစ်နေတော့တစ်ခုရဲ့ effect ကတစ်ခုပေါ်တက်ရောက်တာတွေဘာတွေအဲ့အရန်ကောင်းတာတော့ကျွန်တော်ပြောရင်တော့လည်းမပြီးတော့ဘူးပေါ့နော်အဲ့ဟာတွေကြောင့်မလို့ကျွန်တော်ဒီ weapon ကိုတော့ PVP PVE မှာနှစ်ခုလုံး S tier ပေးချင်ပါတယ်နောက်ကကျတော့ tank aggression မှာတော့ကျွန်တော် Thundercry Blade နဲ့ Stormbreaker Spear ကိုကျွန်တော်ပေးချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောရတဲ့အတိုင်းပဲဒီ Stormbreaker Spear charge attack ကိုကျွန်တော်တို့ Moblade ရဲ့ first skill က Emperor လုပ်ပြီးတော့ကျွန်တော်အချင်းချင်းအဲ့လိုအကျိုးပြုနေကြတဲ့ weapon တွေဆိုတော့နှစ်ခုသုံးမယ်ဆိုလို့ရှိရင်အရင်ကောင်းတယ်မှာပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် PVE မှာတော့ကျွန်တော်သူ့ရဲ့ durability သူ့ရဲ့ damage တွေကြောင့်မလို့ကျွန်တော် S tier ပေးပြီးတော့ PVP မှာတော့ကျွန်တော် B tier လောက်ပဲပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Moblade user Spear user တွေကိုကြတော့ကျွန်တော်တို့ Model Router နဲ့ Infinite Twin Blade user ကျွန်တော်များ counter လုပ်ရရဲဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ကျွန်တော် comment section အောက်မှာတစ်ခါတယောက်မိရကျွန်တော်တွေ့ဘူးရယ်ဘာလဲဆိုတော့ဒီtank weapon ပဲဖြစ်နေလို့တဲ့ဒီဟာတွေကို damage လည်းထွက်အောင်လုပ်ရှင်တယ်ကျွန်တော်ဘယ် weapon ကိုပြောင်းရမလဲဆိုတော့ကျွန်တော်ဖြစ်စေချင်တာကတော့ဒီ weapon တွေကတခြားကို build တက်ရင် build တက်တယ်လို့မျိုး damage ထွက်ပါတယ်ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပြီးတော့လို့ပြောရဖြစ်ပါတယ်အဲ့လို gear set တွေကိုကောင်းကောင်းချိန်မယ် inner way တွေကိုကောင်းကောင်းချိန်မယ်ဒါရောမှကောင်းကောင်း build ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဟာtank ရော DPS ရောမှာတော်တော်လေးအသုံးဝင်နေပေါ့နော်နှစ်ဖက်ချွန်နဲ့ဓာတ်လိုမျိုးပေါ့အစဉ်အရန်ပြေတာပေါ့အဲ့တော့
ဒါကတော့ tank aggression build ဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျတော့ DPS distance မှာကျတော့ကျွန်တော် Inkwell နဲ့ Inkwell fan နဲ့ Varner brother ဒီတစ်ခုတော့သိရတိုင်းမှာကျွန်တော်အရန်မုန်းနဲ့ကျွန်တော်အရန်ကြီးကိုမုန်းလို့နေတဲ့ weapon တစ်ခုပေါ့နော်ဒီ weapon နဲ့တွေ့လို့ရှိရင်ကျွန်တော်တို့train play user တွေကတကယ်ကိုကြောင်ကြိုက်သွားအောင်အရန်တိုင်ပတ်တယ်ဒီကောင်ကြီးရဲ့အဲ့နေရန်ကြီးကားလိုက် airborne တွေပေးလိုက်အဝေးကနေ land stand လိုက်လေဝပြန်ပြီးတော့ dog shot အဲ့လိုဓာတ်ရည်နဲ့ပေါက်လိုက်အဲ့ဒါကြီးကိုကျွန်တော်အရန်မုန်းပါတယ်ဒါပေမဲ့သုံးတဲ့လူတွေကတော့သုံးတက်ရင်သုံးတက်တယ်လို့မျိုးကျွန်တော်တို့ PVP ချနေတဲ့အချိန်တွေမှာလုံးဝကိုယ်လှုပ်လို့မရတဲ့အထိအောင်မှလုံနိုင်နေပေါ့နော်အဲ့တော့ဒီ weapon ကတော့ကျွန်တော် PVE မှာ A tier ပေးပြီးတော့ PVP မှာကျွန်တော် S tier ထိပေးချင်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်က Huawei Suite ထဲက weapon ခိုင်းနဲ့ weapon တွဲလို့ကောင်းမဲ့ combo လေးတွေကိုကျွန်တော် tier list လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Telegram channel မှာ new update လေးတွေဘာတင်ရမလဲဆိုတော့ဖိုးတွေနဲ့တင်ပေးမှာမဟုတ်လို့ဝင် join လုပ်ရပါတယ်ပြီးတော့ဒီနေ့ဒီ video လေးကိုကြည့်ပြီးသဘောကျရဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးပါ TikTok video ကနေကြည့်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ account လေးကို follow လုပ်ပေးရဖို့မေတ္တာရပ်ခံနေပါတယ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ